ညကြောတွေညောင်းနေမျက်ရိုးတွေကြိုက်တယ်ဆိုရင်အခုပြပေးလေ့ကျင့်ခန်းလေးလုပ်ပေးမယ်နော်မျက်လုံးလေးကိုအပေါ်လှန်ကြည့်ရယ်ပြီးရင်အောက်ကိုတစ်စုံငုံကြည့်မယ်အပေါ်တစ်စုံလှန်ကြည့်အောက်ကိုတစ်စုံငုံကြည့်ဒါလေးကိုကျမတို့က10ချိန်15ချိန်လောက်လုပ်ပေးလို့ရပါတယ်ပြီးပြီဆိုရင်တော့မျက်လုံးလေးမှိတ်ပြီးတော့ခဏနာပေါ့နော်ဒုတိယတစ်မျိုးကကိုယ့်ရဲ့လက်ညှိုးထိတ်ကလေးကိုကြည့်ပြီးတော့လက်ညှိုးလေးကိုအရှေ့ဘက်လေးကိုနိုင်သလောက်ဆွဲပြီးပြီဆိုရင်ကိုယ့်ရဲ့မျက်နှာနာကိုအနီးဆုံးထိဆွဲပေးပေါ့နော်မျက်တောင်မခတ်ပဲသွားပေးပါဒါလေးကိုဖြည်းဖြည်းချင်းသွားမယ်နော်မလောနဲ့ဒါလေးကိုကျမတို့က9ချိန်လောက်လုပ်ပေါ့နော်9ချိန်လုံးလိုက်နားလိုက်9ချိန်လုံးလိုက်နားလိုက်လုပ်ပေးပါနော်စစချင်းလုပ်တယ်ဆိုရင်တော့မျက်ရည်ကျလာတတ်ပါတယ်အရန်ကောင်းပါတယ်နော်မျက်ရည်ကျတယ်ဆိုလို့ရှိရင်လေရှေ့ကိုနိုင်သလောက်လေးဆွဲသွားပြီးဆိုလို့ရှိရင်အနောက်ဘက်ကိုမျက်နှာနဲ့အနီးဆုံးထိလာပေးပေါ့နော်ဒါလေးကိုလုပ်ပေးလို့ရတယ်ပြီးရင်မျက်လုံးလေးမှိတ်ပြီးတော့ခဏနာပြီးနောက်ဆုံးတစ်မျိုးကလက်ညှိုးထိတ်ကိုပဲကြည်နေရဲ့နဲ့လက်ညှိုးကိုကိုယ့်ရဲ့ဘေးဘက်ကိုဆွဲယူသွားလိုက်တင်းသွားပြီးဆွဲယူသွားပြီးအဲ့နောက်မှာခဏငြိမ်ထား10စက္ကန့်လောက်ငြိမ်ထားပြီးပြီဆိုရင်အရှိတဲ့ကိုလက်လေးကိုတာလေးလာပြီးတော့ရှော့ဒါလေးကိုကျမတို့က2ခေါက်3ခေါက်လောက်လုပ်ပြီးပေါ့နော်ဘေးညာပြောင်းပြီးတော့